ဆိုတော့မလင်းရောတခွန်းလောက်ပြောပါဆိုဘာခံစားရလဲကျွန်တော်လူလေးနည်းနည်းစောင့်ရင်းနဲ့ဘာလေးပြောင်းလဲသွားလဲခန္ဓာကိုယ်မှာ yes လေးသုံးလုံးပဲ order တာဘာဖြစ်သွားလဲ နည်းနည်းဟိုခဏတော့တွတ်လက်လက်လေးသွေးပူလေးကျင်ကန်လေးဖြစ်သွားပြီးတော့ဟိုနည်းထွေးသွားတဲ့ပုံစံမျိုးလေးဖြစ်သွား ဟာ thank you မလင်း yes thank you what about မခိုင်သိန်းရောတခုလောက်ဆိုရင်ဘာပြောင်းသွားအဲ့ yes သုံးလုံးနဲ့နေဘာပြောင်းလဲသွားပြီလဲ တမင်အမြန်အားရှိ okay ဒီအချိန်ကကျမတို့တွေဖုန်းလေးကြည့်ပြီးတော့နားတော့မဲ့အချိန်လေးအားလုံးကနော်အဲ့ချိန်မှာအတန်းကြီးကိုပဲလာပြီးဒီလိုကြီးနားထောင်တာမဟုတ်ဘဲနဲ့ကိုကိုတိုင်းမှာတကယ်စိတ်ကောလူကောထည့်တယ်ဆိုတာအဲ့ဒါပဲ thank you မဆန်နီ thank you for being honest what about မတင်ချိုကဲအမြဲတက်ကြွနေပြီသူစိတ်လှုပ်ရှားနေတာဒီနေ့အတွက်ကိုပြောပါအောင်ဗာလေးရသွားလဲ yes သုံးလုံးနဲ့တယ် ဟုတ်ကဲ့ရှင်သူသိန်းလေးထားသွားပြီးတော့ခန္ဓာကိုယ် fresh ပြောပါလို့ရှင် yeah congratulations very good ပြီးမှအဲ့ဒါဆက်ပြောပြမယ် it's not a joke เนาะအဲ့ဒါဟာသားမဟုတ်တကယ်ကြီးကို thank you မတင်ချိုအဲ့တော့ဒီမှာအကုန်လုံးဖြစ်တဲ့ feeling တွေကိုကြားပြီးသွားပြီအဲ့ဒီဟာကိုတော့ကျမတို့ဘာပြောင်းလဲလို့ရလဲဆိုတော့let's start it ကျမတို့အလုပ်ငန်းခွင်များသဖြင့်နေတိုင်းဝင်ကြတယ်ဝင်တဲ့အချိန်မှာစိတ်ပါတဲ့နေ့ရှိတယ်စိတ်မပါတဲ့နေ့ရှိတယ်အလုပ်တစ်ခုသင်တန်းတက်မယ်ပါတဲ့နေ့ရှိတယ်မပါတဲ့နေ့ရှိတယ်အဲ့ဒီအချိန်မှာလေခန္ဓာကိုယ်မတ်တရက်ပြီးတော့လေအဲ့ဒီအားနဲ့အင်းနဲ့ yes 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 ဆိုပြီးပဲ၃ခေါက်អော်ကြည့်လိုက်ပြီးတော့ရင်သွားကြည့်လိုက်ကျမတို့တွေဒီ group ထဲမှာ let's see what happened ဘာတွေပြောင်းလဲလဲဆိုတာကိုစာလေးတွေပို့ပြီးတော့ energy ယူကြရအောင် okay အဲ့တော့ကျမတို့ဒီအတန်းဆိုလက်တာတော်တော်ကြီးတက်ချင်လို့သာတက်လိမ့်မယ်တချို့က maybe အရန်ပင်ပန်းကောင်းပင်ပန်းနေလိမ့်မယ်တချို့ကအချိန်ရအဆင်မပြေကောင်းပြင်နေလိမ့်မယ်တချို့ကနေမကောင်းဒီထဲမှာကြားတာတွေ၃ယောက်လောက်ကဒါပေမဲ့တကယ်ကိုသူတို့ show up လုပ်လာတယ် show up ဆိုတာတကယ်ကိုလာတက်တယ် that very congratulations for that အဲ့ဒီတော့ကျွန်မအရန်ကုန်ယူတယ်ဘာလို့လဲဆိုတော့ဒီလိုစကားထိုင်ပြောတာကိုနားထောင်ဖို့လာဖို့ဆိုတာတော်ယုံဝရိယနဲ့မလာဘူးဒါအမှန်ပဲလေ right အဲ့တော့ကျွန်မဒီနေ့ကနေ I am very very happy and I would like to say congratulations ပါနော်